အားလုံးပဲမင်္ဂလာပါဒီနေ့စားပြချင်တဲ့မုံလေးကဒီမုံလေးရယ်ပဲဖြစ်ပါတယ်စားပြပေးမယ့်မုံလေးနှစ်ခုကပါလေးလဲဆိုတော့တစ်ခုကကြတော့သူကဒီမှာပါပစုံမုံလေးပါဒီပစုံမုံလေးကတော့လူပိုကြိုက်မယ်ပေါ့နော်ဒီပစုံမုံလေးတစ်ခုရှိရယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာပါဒါလေးပါဒါယူတစိမ့်တဲ့မုံလေးပါဒါကစံကိတ်မုံလေးပါစံမုံလို့ပဲခေါ်ပါပေါ့နော်စံမုံကိုမှကြော်ထားတဲ့ crunchy ဖြစ်တဲ့ဟာမျိုးလေးပေါ့နော်ဒီနှစ်ခုကိုဒီနေ့ကိုစားပြပေးမှာပါစားပြပေးမယ်နော်好了我们呢ကလေးတွေကြောင်းသွားရင်ထည့်ပေးရတဲ့အဆင်ပြေပါတယ်ဒီလိုလေးဖောက်လိုက်ရင်အထက်မှာပိုးရှင်းတော်တော်များရယ်ပေါ့နော်ဒီဆန်မုတ်ကဒီလိုပုံစံလေးပါခရုလိုပုံစံလေးပေါ့နော်နောက်ကတော့ဘာမှမပါပါဘူးစားကြည့်မယ်နော်ကောင်းတယ်သူ့ရဲ့အရာတာတော်တော်လေးကိုကောင်းတယ်ပေါ့နော်ကောင်းတဲ့နေရာမှာပါရယ်ကလေးတွေချက်ကြမယ်လို့ထင်တယ်ညံကောနောက်တစ်ခုပစုံမောက်စားပြမယ်ပေါ့နော်ပစုံမောက်ကဒါကမရိုက်ခင်ကြိုက်လို့ဆိုပြီးစားထားတာပေါ့နော်ခံပါမယ်နော်သူကဒီလိုအရှိတောင်းလေးပါပိုးရှင်းများရယ်ပေါ့နော်စားရင်းနဲ့ကုန်သွားလို့ပါကောင်းတယ်ဒါလေးစားရင်းနဲ့ရုပ်ရှင်ကြည့်လို့လည်းရတယ်လို့ဘယ်လိုပြောမလဲလက်ဖက်ရည်လိုကော်ဖီလိုနဲ့လည်းတွဲပြီးတော့စားလို့တောက်လို့ရပါတယ်ကလေးဆိုတော့ဒီတိုင်းပဲကြောင်းထည့်ပေးလိုက်လို့ရတော့เนาะပြီးရင်နောက်တစ်ခုကဗာပြချင်တယ်ဆိုတော့ပစုံမုံဆိုရင်တော့ဒီလိုမျိုးအဝါရောင်နဲ့အနီရောင်နဲ့နှစ်ခုပဲပါပါเนาะဒီစံကိတ်မုတ်ကကြတော့အရောင်9ရောင်ပါပါတယ်9ရောင်ကပါရင်လဲဆိုရင်ပြပေးမယ်เนาะခရမ်းပါမယ်အစိမ်းပါမယ်ပေါ့နော်ဒီအနီလေးလည်းပါပါမယ်ပြီးရင်အဝါလေးလည်းပါပါမယ်ပြီးရင်တော့ခရမ်းကိုဖြော့ပါမယ်ဒါကခရမ်းအရင်ပေါ့နော်ဒါလေးလည်းပါမယ်ပြီးရင်တော့တစ်ခုကကြတော့အစိမ်းအနုလေးလည်းပါမယ်ပေါ့နော်ရိုးပါမယ်ပုံစံဒီမှာ9ရောက်ပါတဲ့အတွက်ကြောင့်မလို့ကလေးတွေစောင်းသွားတဲ့အချိန်မှာဘယ်အရောင်လေးလိုချင်လဲပေါ့နော်လိုချင်တဲ့အရောင်လေးကိုရွှေပြီးတော့လဲယူသွားလို့ရပါတယ်အားလေးချက်ကတော့အရင်မိုက်တဲ့ချက်ပေါ့နော်နှစ်ခုလုံးကစားလို့ကောင်းတယ်အရသာတော်တော်ကောင်းတဲ့ထက်မှာပါတယ်ဒါကတော့ပစုံမုံဆိုတော့များသောအားဖြင့်တော့ဒါကိုပူကြိုက်မယ်လို့ထင်ပါတယ်နှစ်ခုလုံးကတော့အသစ်ဆန်းပေါ့နော်ဒါဆိုရင်တော့ပူဆန်းတာပေါ့ခရုလိုပုံစံလေးနဲ့ဆိုတော့နှစ်ခုလုံးကို recommend ပေးပါရယ်ဝယ်စားကြည့်လို့ရပါရယ်ဆိုင်နဲ့ဒါဆိုင်နဲ့လက်ဖက်ရည်တောင်းမယ်ပြီးရင်တော့ရုပ်ရှင်လေးကြည့်မယ်ပေါ့နော်ဘယ်လိုမျိုးကားတွေကြည့်ပြီးတော့စားလို့အဆင်ပြေနေဆိုတာဟိုတစ်ချက်ပြပေးမယ်နော်အခုဆိုရင်တော့ရုပ်ရှင်ကြည့်ရင်လည်းဒီမှာပေါ့နော်လက်ဖက်ရည်လေးဖြော်ထားပါတယ်လက်ဖက်ရည်လေးလည်းပါမယ်ရုပ်ရှင်လေးလည်းပါမယ်အဲ့တော့ရုပ်ရှင်ကြည့်ရင်လည်းမုံလေးစားပြမယ်နော်ဒါလေးကတော့ရုပ်ရှင်ကြည့်ခဏင်းပြင်ထားတဲ့အနေထားပေါ့နော်တစ်ဖက်ရည်လေးဖြောထားရယ်မုံလေးဒီလိုချထားရယ်ကိုကြိုက်တဲ့အရောင်လေးရွေးပြီးစားလို့ရပါတယ်ဒါကဖောက်စားထားတာလေးပေါ့ပြီးရင်ဒီမှာရုပ်ရှင်ကြည့်မှာပါရုပ်ရှင်က The Night Agent ကိုကြည့်မှာပါ Right in here. May I use the restroom first? Of course, down the hall on your right. Take your time. Those two brothers wait for the agents to show up? They did. Don't think they'll bother you again? Anything on the guy who broke into my apartment? Or tried you to rain or anything? We're looking into it.
She doesn't belong here. This is miles above your pay grade. The girl wants him here. Fine. Wait in the other room. Fine. If you need anything, I'll just be right out here, okay? You're not coming in with me? It's miles above my pay grade. Just tell them the truth about what you saw, Rose. Okay, you can trust them. I'm not telling the people in there the truth. Not if ညင်ငယ်ဘက်မှာဒီလိုမျိုးမုတ်လေးတွေစားရင်းနဲ့ရုပ်ရှင်ကြည့်ရတာကပို့ပြီးတော့တရှိပြီးတော့အနာယူရတာပို့ပြီးအဆင်ပြေပါရဲ့ We want to make this as ဒီလို comfortable မျိုး for you as မုတ် possible. လေးစားရင်းနဲ့ရုပ်ရှင်ကြည့်ကြပါ We have a lot ဒီမုတ်လေးကိုလည်း recommend ပေးပါရဲ့အားလုံးပဲစကြည့်ပါအောင်နော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတား